ကျွန်တော်တို့ဒီနေ့မှာတော့ဗောနော်ဒါ player live တက်တန်းခဲ့တဲ့ပုံနဲ့ဒီအောင်အမျိုးဆုံးဆိုတဲ့အကြောင်းလေးဗောနော်အဲ့ဒါလေးကျွန်တော် podcast ဖြစ်လုပ်ခဲ့တာပြီးတော့ဒါကိုယ့်ရဲ့နာမည်လေးနဲ့ကိုပဲအတင်းမှာကစားနေလဲဆိုတာဒါကြည့်နေတဲ့လူတွေပဲကျွန်တော်တို့မိတ်ဆက်ပေးပါဦး အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ခင်တော်လေးပါလက်ရှိ MIU ပူဇော်ကဲမှာကစားနေပါတယ်ကိုဒီ player live ဘဝမှာကြုံခဲ့ရတဲ့အခက်အခဲတွေနဲ့ပူဇော်ပဲချင်းမှာစပြီးရှုတော့ခဲ့ပြီးတော့ဒီပူဇော်လောကကိုဝင်ရောက်ခဲ့တာလေဆိုတာလေးကိုဆက်လာပြပြပေးပါအောင်အခုစကန်တော့2010လောက်17လောက်ပေါ့17လောက်ဆိုတာအဲ့တော့လည်းဒီကျောင်းတက်နေတော့တက္ကသိုလ်တစ်ဖက်ဒီဖူဇေကို professional ကြီးတော့မကန်သေးဘူးပေါ့အပျော်ကန်လိုက်ကျောင်းတက်ပြီးပြန်လာညနေပိုင်းသွားကန်လိုက်ပြီးတော့ကိုယ့်ရဲ့လက်ဦးဆရာဦးမြေဦးတော့ဆုံးသွားပါပြီအဲ့ဆရာညနေပိုင်းဆိုအဲ့လိုမျိုးသူနဲ့အပျော်ခွေးလေးကစားလိုက်အဲ့လိုမျိုးပြီးရင်မနေ့ကျရင်ကျောင်းလေးသွားတက်အဲ့လိုကနေဖြည်းဖြည်းဖူဇေဝါနာပါလာတာပေါ့ဟို2017လောက်တုန်း17လောက်ကြတော့ဒီကလပ်တင်းတင်းမှာဟိုဘောလနီယာသဘောမျိုးဆင်းသေးတယ်စင်းလိုက်အဲ့လိုကြောင်းတဲ့အဲ့လိုလုပ်နေသေးတယ်2017ကုံကန်ဒီစနစ်အစတော့မှဟိုအဲ့လိုမျိုးအဲ့တော့ဖြူရနာဆိုတဲ့အတင်းတင်းကဟိုဖူးစဲထောင်တယ်ပေါ့ထောင်တော့အမှဆရာဦးမျိုးဒီဘက်လုပ်ပေးပါကုညီတောင်းတော့အဲ့ဒီမှာဆရာနေမှာလာပြီးစမ်းသက်ကြီးခြေစွမ်းစမ်းသက်ကြီးပါညာစမ်းသက်ရင်းနဲ့မှပရိုလောကလည်းရောက်ပါကိုဆိုလေးနေတာ2017လောက်ပေါ့နော်စပြီးဝင်လာတာအခု2025ဆိုတော့ဒါ14နှစ်လောက်တော့ရှိပြီပေါ့နော်ပြီးတော့အခုဒီဟို pro သားသမားတယောက်ဖြစ်ဖို့ကြိုးစားရလမ်းမှာပေါ့ဒီစိတ်တက်ကြခဲ့မှုတဲ့အချိန်တွေပါတယ်ရောရှိခဲ့လားကိုရှိတယ်ဟို2012စကန်တဲ့နှစ်မှာပဲဖြိုးနာမကန်တဲ့မှာ40ပနာမရွေးခံရတယ်အဲ့ဒါအခုတို့ဒီမြန်မာစီကိန်းအတွက်ဆိုပြီးတော့ရွေးတယ်မှာပနာမရွေးချက်ခံအဲ့တော့ဆိုရင်တောက်ချောက် training ဆင်းလာပြီး9လပိုင်း9လပိုင်းလောက်မှထင်တယ်ဟိုဒီ AFF မသွားခင်ပေါ့နောက်73 AFF လောက်ရော injury ဖြစ်ကောပြီးတော့ဟိုလုံးဝစိတ်သက်ကြတော့သွားတဲ့ရက်ကလည်းသွားမရက်နီးနေပြီဒီ6လောက်ကလည်းလုံးဝလမ်းအောင်ကောင်းရှောက်လို့မရအောင်အဲ့ချိန်တော့လုံးဝစိတ်သက်ကြဆုံးချိန်ပေါ့တလားခွဲလောက်ကတော့တလားလောက်တော့နားတယ်ပြီးတော့လည်းပြန်ကောင်းပြီးနှစ်ပတ်လောက်ထွင်ဆင်းရတယ်နောက်ချိန်အဲ့နေရာဝက်တက်ထိအမှလည်းလုံးဝမြန်မာစီးကိန်းကိုလွတ်သွားတော့ကျွန်တော်ကလုံးဝထုံးနေကြီးဖြစ်နေတော့ပြီးတော့ဗောနော်ဒါအခုဆိုလဲဒါမိခင်လေးဖြစ်တဲ့ MIU အသင်းမှာပြီးတော့ဒီအခုလက်ပြင်းစင်ပေါ့နော်ပထမအဆုံးစကန်ခဲ့တဲ့feeling ပေါ့နော်ဒါကြောင့်ဟိုဝဲရဲ့ခံစားချက်ပေါ့နော်ပထမအဆုံးကစားခွင့်ရခဲ့ခံစားချက်လေးပေါ့ဒီ MIU နဲ့တော့2013ဒီအခုတို့ဒီ Oridu ကပေါ့အမှစပြီးပေါ်တော့ဝင်စပြီးကစားရတာပေါ့အဲ့ဒီမှာလည်းဟိုအခုတို့တင်အတုံးကတော့ဒီဘယ်လိုပြောမလဲချန်ပီယံအဲ့လိုမျိုးမှန်းထားတဲ့အသင်းပေါ့ကွာချန်ပီယံမို့တော့မှဒီ final တော့မှန်းထားတဲ့အသင်းဆိုတော့လေလုံးဝစကန်အချိန်မှာအရင်စိတ်လှုပ်ရှားတော့ပြီးတော့နောက်တစ်ခုကစိုးရိမ်တာပေါ့စိုးရိမ်တာဆိုတာမှားဟိုတဲ့ brown စကန်မဲ့အချိန်ပြီးတော့ဒီအခုဒီတူနာကွင်း nice one ဆိုကွင်းကအကြီးကွင်းကြီးရတဲ့ရှိန်နေပါတော့အဲ့လိုလည်းဖြစ်တယ်မှားတယ်ကြောက်တယ်ပျော်တယ်ပေါ့အကန်စားချက်အရသာသုံးမျိုးခံစားတော့ပေါ့ရင်းစင်အသင်းမှာဟိုပထမဆုံးရွေးခံရတဲ့အချိန်မှာကိုယ့်ရဲ့ဟိုစိတ်ခံစားချက်တွေပေါ့စိတ်ရတော့အရင်ပြောတာပေါ့ပြီးတော့လည်းဟိုပိုပြီးကျူးစားမယ်ပေါ့ပါရင်အပြီးတဲ့လူစင်းမှာပါရင်တော့ပိုပြီးကျူးစားမယ်ပေါ့ပိုပြီးသူများတဲ့နှစ်ဆအလုပ်လုပ်ရမယ်လို့ခံစားရတယ်ပေါ့ပြီးတော့ဗောနော်အခုဆိုလဲဒါဖူဆယ်ကလည်းမြန်မာမှာတော်တော်လေးကိုခုနောက်ပိုင်းဟိုဖြစ်လာပြီဗောနော်တွန်းပေါက်လည်းဖြစ်လာပြီဗောနော်ကိုလို့ဆိုလဲ legend အနေနဲ့ဗောနော်ဒါတမတ်ခံရတာဟာဗောနော်ဘာပဲပြောဒါအနာယူပြီးသွားတဲ့ထိတောင်မှဒါ legend ဖြစ်ဒါမြန်မာဖူဆယ်တော့ကောဒါဆွဲတင်လာတဲ့ပုံစံတွေဗောနော်အဲ့ချိန်မှာအခုဒီဆော့နေတဲ့အချိန်တွင်းမှာဗောနော်ဒီ second နဲ့မျှအပြောင်းလဲတွေမြန်တဲ့ကစားနည်းပေါ့နော်ဒါနည်းဆိုတော့ကွင်းထဲမှာလေဖြီးရားတွေပါရောကိုတို့ဟိုဘယ်လိုထိချုပ်ဖြစ်လဲနောက်လူငယ်တွေအတွက်လည်း sharing လေးပေါ့အခုဘယ်လိုထိဖီရားတွေဘယ်လိုထိချုပ်ပဲဆိုတော့အခုဒီနောက်73မှာနီးပြလုပ်ခဲ့တဲ့ event နီးပြစာကြီးသူကတင်မေးတဲ့သူ့ရဲ့နီးစင်းလေးပေါ့ကွင်းထဲဝင်ချင်းဒီအသက်ကိုဟိုကရှူ3ကရှူပြီးရင်တပြင်းကိုလုံးဝ3ကချပြီးွားရင်ဒီကွင်းထဲဟာပဲအပေါ်ကပိတ်သက်ကိုကြည်နေတဲ့ဟာတွေပါလုံးဝမေးပလိုက်ဆိုပြီးတော့ပဲအဲ့လိုမျိုးအသက်ရှူလေ့ကျင့်ခန်းနဲ့ပေါ့သူ့ရဲ့ technique ပေါ့အဲ့နဲ့ပဲကိုကဖီရားတွေကို short ချတာပေါ့ဒီ final ဘိုင်ဆိုတည့်တဲ့အတိုင်းပဲလာကြီးရဲ့လူနဲ့အတန်ဆူညံတာနဲ့ဆိုရင်ဟိုအဲ့တဲ့ကိုအောင်ရောက်သွားဒီပွဲဟိုလုံးဝဖတ်လို့မရတော့လေပွဲကိုလုံးဝကောင်းကစားလို့မရအောင်အဲ့ကြောင့်ဟိုတော့အဲ့ဒီစနစ်ကိုပဲလူတက်ရှိတော့သုံးနေရပေါ့ဟိုအဲ့ event နီးပြကြီးစာရေးတင်ပေးခဲ့တဲ့ဟိုပါပေါ့သူ့ရဲ့ technique လေးပေါ့ဒီဖီရားဘလို့ short ချရမလဲဟာမျိုးပေါ့ဟုတ်ပြောပါတော့အခုကျွန်တော်ဒီလူငယ်ဆိုလဲအခုတက်တန်းလိုက်ပြိုင်ပွဲလေးပေါ့နော်16လို့ပြီးတော့ခုဆိုလဲဟိုတခြားဂျိုကြတခြားလူတွေလုပ်ပေးတဲ့ပြိုင်ပွဲလေးတွေလည်းရှိရပေါ့နော်သူတို့အနေနဲ့ပေါ့နော်အခုဆိုလို့ရှိရင်ဒါ pro player live ကိုသူတို့ဟိုအရန်ဖြစ်ချင်ကြရပေါ့နော်ကြိုးလဲကြိုးစားကြရတယ်ချို့လူငယ်တွေပေါ့နော်
သူတို့မှဒီတချို့လိုအပ်ချက်လေးရှိရပါတော့ဒါကိုလည်းတွေ့တော့တွေးမိမှာပဲသူတို့ဘာတွေလိုအပ်နေသေးလဲနဲ့သူတို့ဘယ်လိုတွေဒီထက်ပိုပြီးကောင်းအောင်လို့စူးစမ်းတင်လဲဆိုတာကိုတစ်ချက်လောက်ပြောပြပေးပါ အခုမြင်တယောက်တည်းမြင်ပြောရရင်တော့ဟိုပါလေ ဟုတ် ပွဲကြည့်တတ်တဲ့ပွဲကြည့်တဲ့အကျင့်ပေါ့ပွဲကိုဖတ်တတ်တဲ့အကျင့်ဘာလို့တော့ဟိုအဲ့ဒါဘယ်လိုဘာလို့ဆိုလဲဆိုတော့အခုတို့ဘောလုံးဝက်တစ်ပွဲကိုရုပ်ရှင်ကြည့်သူမကြည့်ပဲနဲ့လေဟိုမှာဒီကောင်ကဒီနေရာရရင်ဘယ်လိုလုပ်တဲ့ချိန်မှာနောက်ဒီကစားသမားတယောက်ကဘယ်လိုပြင်ဆင်နေတယ်ဘယ်လိုလုပ်တယ်အဲ့လိုမျိုးကြည့်တတ်အောင်လေဟိုလေးလာတဲ့နေလို့ထင်တာပဲကြည့်တတ်အောင်ကြည့်နေတယ်လို့ထင်တာပဲအဲ့လိုမျိုးဘယ်လိုကြည့်ရမှမသိဘူးဆိုရင်လည်းအဲ့လိုမျိုးပေါ့ဟိုတီးရလူပေါ့အခုရှိကကစားသမားတွေပါတယ်နည်းနည်းမေးကြီးပေါ့အဲ့လိုမျိုးပေါ့အဲ့ဆိုရင်ပွဲကစားတာအရန်လွယ်သွားအခုကဟိုလူငယ်တွေကိုကြည့်ရတာအားကြီးနေအဲ့လိုရှောက်ပြေးနေတာတွေတော်တော်များတွေ့နေရတော့လေဟိုကြမ်းမှုရှိတာတော့ကောင်းပါလေဒါပေမဲ့အဲ့လိုမျိုးရှောက်ပြေးနေတာကြောင့်ပြိုင်ဘက်ကတကယ်ဓာတ်တွေကိုလေ့လာထားတဲ့တက်ကြွနာတဲ့ပြိုင်ဘက်တွေဆိုရင်ကိုပဲအားကုန်သွားလေကိုပဲဖိနက်ကလုံးဝပြုတ်ကျသွားတာကြမ်းမှုကသူတို့ကလိုအပ်တဲ့ချိန်မှာပဲကောက်ဟိုဒီညှစ်သွားတာပေါ့အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးလူငယ်တွေကိုအဲ့လာတော့မှားတယ်မှာပြီးတော့လေဟိုကိုလေ့လာနိုင်တော့လေ့လာပေါ့ဒီဖူစင်နဲ့ပတ်သက်တာတွေပေါ့ ပြီးတော့ဗောနော်ဒါကိုဖဲမှာဆိုလဲစားတောင်းတဲ့ချိန်နဲ့ရောတချို့တွေအခုနောက်ပိုင်းပေါ့နော်ဒီ2019 18လောက်နေစပြီးတော့ဒီဖူဆဲချင်းတွေဖူဆဲနဲ့ပတ်သက်တဲ့ချင်းတွေအစားအသောက်တွေလည်းတော်တော်လေးကန့်သက်လာတွေ့ရတယ်ဗောနော်တချို့အသင်းတွေပေါ့အခုအနေနဲ့ရောဒီချင်းတွေချင်းဆိုတာထက်ကျွန်တော်ဗောနော်ဒီ sub trade တွေဘာတွေရောကိုလောက်ဖို့လိုအပ်သေးလားအဲ့ဒါလေးကိုလူငယ်တွေသိအောင်လို့ပေါ့နော်တစ်ချက်လောက် sharing လေး အခုနောက်ပိုင်းကလူတွေကိုလူရဲဆိုတာဟို modern food လောကမှာအခုဆို supplement တွေတော့မှဟိုတောက်နေရပြီတယ်မလား protein တွေအဲ့ဒါအစားပြင်ဆင်လာနိုင်ကြပြီကလပ်တင်းတော့များပြင်ဆင်လာရပါဒီမှာနိုင်ငံတွေကပြင်ဆင်တာကတော့စိုးပါတယ်ကိုနိုင်ငံတွေဆိုရင်ကိုလိုတင်းတို့ဒါစပြီးပြင်ဆင်လာပြီဒီ protein တွေနဲ့ဂျင်းတွေနဲ့အဲ့လိုမျိုးအစားအသောက်တွေနဲ့ဟိုစနစ်တကျပုံစံဟိုဖြစ်လာပြီပေါ့အရင်တော့တစ်ခေါက်လုပ်ဘူးတယ်ဒါပေမဲ့လည်းနည်းနည်းဟိုဟသွားတာပေါ့အခုတော့စပြီးသူတို့ protein တွေပါရင်20ပြီးရင် protein တောက်မယ်ပြီးရင်ကောင်းနာမယ်ကောင်းစားမယ်ညနေဆက်20အတွက်ကိုကိုယ့်ဘောပြင်ဆင်မယ်ပေါ့ဆက်20ကတော့ဒါကစားသမားအတွက်နောက်လူငယ်တွေပဲပြောနေတာပါလောက်ကိုလိုရမယ်အရာပေါ့ဒါကိုပယ်မှာ10အားနေနေတယ်မပြေးနေတိုက်တာလည်းကြိုင်သွားတာအဲ့ဒါကိုယ့်ကိုတိပြီးတော့ကိုယ့်ကိုအားနေကြောက်ကိုယ့်ကိုပြင်ဆင်ရမို့အဲ့ဒါအားနေကြောက်ဒီဘာလို့လဲသွားလဲဆိုတာကိုဟိုဘယ်မှာ10အတွက်ဘယ်မှာ10အားနေလို့ဂျိုင်သွားတယ်အမ10အတွက်ကိုဒီအခုချိန်မှာဆို YouTube တွေပါရလွှဲနေပါပြီဘယ်မှာ10တန်အောင်လုပ်မယ်ဘယ်မှာ10ကြီးအောင်လုပ်မယ်ဟာအဲ့လိုမျိုးတော့လေးလာပြီးတော့ဆက်ထွင်ကိုလုပ်တင်တယ်ထင်တာဒါအကိုရဲ့အမှတ်တရပေါ့နော်အမှတ်တရနဲ့တွင်းကိုတွေပေါ့နော်ဟိုအမှတ်တရအရှိဆုံးတွင်းကိုပေါ့ဘယ်ကိုလေးများဖြစ်မလဲဟိုကလပ်တင်းတော့လာဟုတ်နှစ်ခုလုံးကလပ်တင်းတော့နိုင်ငံတင်းတော့ကိုကလပ်တင်းတော့ဆိုတော့ဟိုစကန်တဲ့ဒီ pro ဟိုပါပေါ့ဟောဒီ2023ဒီ MIC နဲ့ပေါ့အဲဒီ Oru Cup final မှာတွင်းရဲ့ကူကတော့အမှတ်ရပါတယ်အခုကဘာလို့အပွဲရတဲ့အမှတ်တရကိုကျွန်တော်အပွဲမှာကိုတဲ့တွင်းနေပြီးတော့ best player စရတော့ best player ရတဲ့နှစ်ပေါ့အဲ့ဒါလည်းပြီးတော့လေတွေအတွက်ဆိုတော့ဟိုကိုဒီအာရှဖလားမှာပေါ့ Iraq ကိုသွင်းတဲ့ကိုပေါ့အခုကဒီမြန်မာဖူးတဲ့သမိုင်းမှာပထမဆုံးအာရှဖလားမှာကိုသွင်းတဲ့ကိုလည်းဖြစ်သွားတော့ဟုတ်ပြီးတော့ပေါ့နော်ဒါကိုဆိုလဲဒါအောင်မြင်နေပေါ့နော်ဟိုဒီအောင်မြင်တဲ့လမ်းကြောင်းတစ်ချောင်းမှာပေါ့နော်ဒီထက်ပို့ပြီးတော့ထပ်ပြီးအောင်မြင်အောင်ဆက်လုပ်မယ်လို့ကိုထပ်ပို့ပြီးတော့ပေါ့နော်ဟိုအောင်ထပ်ပြီးအောင်မြင်ခြင်းတယ်ပေါ့နောက်တစ်ဆင့်ထပ်ခြင်းတယ်ဟုတ်အဲ့လိုမျိုးရှိရတယ်ဆိုတာရှိရဒါကတော့ဟိုကစားနိုင်တဲ့အချိန်တွင်းမှာတော့အမြင့်ဆုံးထိတော့တွားကျင်တာပဲလေအခုလည်းအမြင့်ဆုံးဟိုဟာဖြစ်ဖို့တော့အကောင်ကြိုးစားနေပေါ့အစင်မီးစင်းနေတော့တွားပေါ့အစင်လှမ်းလို့တော့မရဘူးလေတစင်မီးစင်းတွားပြီတစင်ချင်းစင်းရင်လည်းအချိန်ကြီးกว่าသေးတာဟုတ်ချင်းတော့ပဲမဖြစ်ဘူးလေပြီးတော့ပေါ့နော်ဒါအခုပြည်တွင်းမှာပေါ့နော်ဟိုဒီတိုင်ပွဲတွေကစားတဲ့အချိန်မှာကစားရအခက်ဆုံးပလေယာရောရှိခဲ့ဘူးလားရှိအကုန်လုံးပဲဟုတ်တော့တချို့ကဘာဖြစ်လို့တချို့ဒီကလေးဟာဆိုရင် idea အခုတော့ပြန်လေးလာတဲ့ idea ရှိရလေ level 2တွေရောကလေးတွေရောအကြီးတွေရောအဲ့ဒါတော့ကြောင့်အကုန်လုံးဟိုဘာပြရတယ်ခက်ခဲတယ်သူတို့ဟောင်မှန်းလို့မရဘူးလေအဲ့လိုမျိုးအကုန်လုံးကခက်ခဲတယ်ဟောအခုနောက်ပိုင်းဖူစီကတိုးတက်လာတော့အကုန်လုံးကလေးလာရတဲ့လူတွေများလာကြတော့အကုန်လုံးဆရာတွေကြီးပဲအဲ့လိုပြောပါပြီးတော့ပေါ့နော်ဒါကိုဟိုအချိန်တော့ပေါ့နော်2019တော့ကိုဒီ Thai ရဲ့အတင်းတင်းဖြစ်တယ်ပေါ့နော်စူရာတနီမာကိုဒီ half season လေးနဲ့တွားကစားခဲ့တယ်ပေါ့နော်တော်တော်အဲ့လိုတွားတော့ကိုအနေနဲ့ဒီအခက်အခဲတွေနဲ့ဒီအတင်းရောဘယ်လိုလေး join ဖြစ်တယ်ဆိုတာလေးကိုတစ်ချက်လောက် share လေးလုပ်ပေးပါအောင်ဒီအတင်းကို join ဖြစ်တာဒီအတင်းမတိုင်ခင်အခုရှေ့မှာတတင်းအခုကန်လန်သေးတယ်highway futsal class ဆိုရဲသူတို့နီးပြတဲ့ကိုလည်းနည်းနည်းတီးတော့
तू ကအဲ့တော့အဖြစ်ပြဘယ်လိုဖြစ်သွားလဲဆိုအတုံးက तू ကတပတ်တွင်းအခုလာပြီး join ခိုင်းတာတင်းကို join ခိုင်းတာအတုံးကတော့ပထမအဲ့ highway တင်းတော့ဒီခြေစွမ်းဆက်သက်ခနိုင်ပါမရှိသေးဘူးတခါတက် join သူ foreigner list ထဲထည့်ပေးမယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့ဒီမှာလည်းဒီ Michigan Club MIC ကလည်းဒီမှာ semi final ကန်မှာအဲ့တစ်ပတ်အတွင်းဆိုတာဒီမှာ quarter final semi final final နဲ့ဆိုဘယ်လိုမှသွား join လို့မရအဲ့ကြောင့်မို့အဲ့ဟာကိုအဲ့စီစဉ်ရပြတ်သွားပြီးတော့နောက်တရာစီကြာတော့မှဒီ Sweden ကသူတို့မှဒီ fan group ရှိရလေ fan group ကောင်းတော့လေသူတို့မှလည်းအဲ့လိုမျိုးကိုယ့်အကြောင်းတွေနည်းနည်းဟိုဖြစ်တဲ့ရတူရှိမှာပေါ့ဒီ friend တွေမှာရှိမှာမင်းလာ join မှုရှိတာလောကစားချင်တာပေါ့အဲ့နဲ့ကစားချင်နေဆိုအဲ့လိုခဏလေးနဲ့ငါဒီပြနဲ့ manager နဲ့ပေါ့သူတို့ meeting လုပ်လဲဦးမယ်ဆိုတော့ meeting လုပ်ပြီးတော့သူတို့ manager ဆက်တွေ့လာတာဒါပြီးခြေသွမ်းစမ်းသက်ခံပေါ့တလောက်ကြိုင်ဒီပြကြိုင်ရင်တခါစာအုပ်ချုပ်မယ်ဆိုအဲ့ဒါကိုသွားပြီးခြေသွမ်းစမ်းသက်ခံမယ်အမှဒီပြကြိုက်တော့ဟိုဒီဆိုတဲ့စာအုပ်ချုပ်ပြတာပေါ့အဲ့တော့နီးပြလဲမြန်မာလေးစဉ်အတင်းကိုကင်နေနီးပြကျပတရားပထမဦးဆုံးတွန်းကစားတဲ့အချိန်လေးပေါ့နော်အဲတော့အခက်အခဲလေးတွေရောကိုဗာလေးကြုံရသေးတယ်အခက်အခဲကတော့ဟိုကဘာသာစကားပဲပေါ့သူတို့ထိုင်းတော်များများဟိုအင်္ဂလိပ်မြန်မာထက်နည်းနည်းလေးရောညံ့တော့အတော့လည်းဟို foreigner ပေးရ3ယောက်လေဒါစီ2ယောက်ပဲအကူရယ်ဒါစီ1ယောက်ကညို့တင်နေပါဝီနာတို့ဆိုတာသူကအတော့ဆိုတယ်မှာကတာသူကထိုင်းလိုပေါ့ဘရာဇီးလိုပေါ့အင်္ဂလိပ်လိုရတော့ဒီပြပြောတဲ့ထိုင်းလိုအခုအင်္ဂလိပ်လိုပါလာပြန်ပြီအကူကသူ့ကိုမသိတဲ့ဟာကိုအင်္ဂလိပ်လိုပြောသူကထိုင်းလိုဟုတ်ပါပြန်အမှလည်း translate ရများနေတော့အချိန်နဲ့ကြက်ကြတော့သူတို့ကစားကွက်တစ်ခုနားလဲဖို့ကဘီနာကြည့်ပြီးတော့နည်းတော့ကြာတာပေါ့နားလဲဖို့အဲ့ဒါအခက်အခဲရှိပါကျန်တဲ့အထွေတူးမရှိဘူးနောက်ပိုင်းကျတော့လည်းသူတို့ရဲ့ဘာသာစကားကိုဒီဘောလုံးထိုင်းဘောလုံးဒီဖူးစင်မှာတုံးတဲ့ဟာတွေနဲ့လေ့လာတာပေါ့လေ့လာတော့လည်းနည်းနည်းတော့အခက်အခဲတော့နည်းနည်းရော့သွားတာပေါ့အရင်တော့မများတော့ player live ကအနားယူရင်ရောအခုဒီပြရဲဝင်ဖို့ရောအစီအစဉ်ရှိတာအားလီကတော့ဒါကျွန်တော်ရဲ့ personal မေးခွန်းလေးပေါ့နော်ဒါကိုဒီဖူးစင်လောကမှာဖူးစင်လောကထဲမှာပဲမြင်ချင်တာပေါ့ကျွန်တော်ကတော့လေရှိပါတယ်အဲ့ဒါတော့နောက်ကယ်ရီယာပုံစံမျိုးပေါ့ရှိပါတယ်ပေါ့ဘာလို့တော့တော်များများကစားမဘွားနာနီးပြလောက်ကြတာပဲလေကျွန်တော်လည်းဒီလိုပဲသွားမယ်ထင်ပါတယ်လက်ရှိကတော့ဟုတ်အခုလက်ရှိစောင့်နေတဲ့ဒီလူငယ်တွေပေါ့နော်သူတို့ဘယ်လိုပို့ပြီးတော့ထပ်ပြီးတော့စူးစမ်းနေခြင်းလဲကိုတို့တော့ထပ်ပို့ပြီးတော့လေဦးကလေးရောသူတို့ထပ်ပြီးဟိုယူရီးယားကိုနိုင်ရင်တော့ယူရီးယားအသင်းဟာဒီယူရီးယားအသင်းလှုပ်ရှားမှုကြည့်လို့မရဘူးယူရီးယားကိုနိုင်ရင်တဲ့အသင်းတွေရဲ့လှုပ်ရှားမှုပြင်ဆင်ပုံကြည့်မှယူရီးယားကိုနိုင်မှုစူးစမ်းထုတ်လို့ရမှာဒူတော့ဟိုခေါင်းတော့မှန်မှရေတော့ကြာမှာလေအဲ့လိုမျိုးဆိုဟိုနောက်ပိုင်းဟိုယူရီးယားလီကိုအသိဟိုပွဲမရှိတော့မှကြည့်ပြတယ်ဒီဥရောပလီတို့ပါတော့အဲ့လိုတော်များများကိုပဲလိုက်ရှာကြည့်ပြတယ်ဘာလို့ဆိုတော့ဟိုတို့ကဒီယူရီးယားကိုနိုင်နေတာဟုတ်ကဲ့ပါအရင်ခက်ခဲနိုင်မှုတော့မလွယ်ပါဘူးဒါပေမဲ့လေသူတို့ရဲ့ဟာကိုဘယ်လိုလုပ်တဲ့ဟာမျိုးကိုကြော်ပြီးတော့လေးလာကျင်တာပေါ့အဲ့လိုစိတ်ထဲအောင်အဲ့လိုမျိုးအခုတော့ကလည်းနိုင်ညာထွက်ကစားနောက်လူငယ်တွေကိုလည်းနိုင်ညာထွက်ကစားတယ်ဘာလို့ဆိုတော့အတွေ့အကြုံအများကြီးရတယ်တစ်ခေါက်ထွက်ပြီးကစားပြီးလေအမြင်တွေကစလုံးဝကျဲပြန့်သွားအဲ့လိုမျိုးအခုဆိုပို့ပြီးအောင်လွယ်သေးတယ်အခုတော့ဆိုနိုင်ညာကစားမှဆိုပြည်တွင်းမှာလာကစားရှိဘူးလေရှားတယ်အခုနောက်ပိုင်းတောက်လျှောက်ဒီကရတင်တော်မြန်မာနိုင်ငံသားမှဟိုဖြစ်လာတော့သူလည်းဒီဘာထွက်မကစားနိုင်တော့မှဒီမှာတော့ဟိုလာကန်တဲ့လူတွေအတွေ့အကြုံရမယ်ပြပထွက်ကစားနိုင်ပို့ပြီးတော့အတွေ့အကြုံအများကြီးရမယ်ကောင်းလမ်းပွင့်သွားတာပေါ့အဲ့လိုကြောင့်ကြိုးစားပါဟိုနိုင်ငံထွက်ကစားနိုင်မှုဒီတက်ဖို့ကြိုးစားပေါ့ဒီတိုင်းကြီးပဲနေတော့နိုင်ငံထွက်ကစားမဖြစ်နိုင်ဘူးလေဒီများတဲ့နှစ်ဆသုံးဆကြိုးစားမှနိုင်ငံထွက်ကစားလို့ဟိုဖြစ်မှာဟိုဘာလို့ကိုရိုနီကိုလည်းတော်များများတခြားနိုင်ငံဟာတွေဟိုစောင့်ကြည့်နေကြတာပဲလေကိုအနေနဲ့ရောဒီနိုင်ငံခြားအသင်းကိုထပ်ပြီးတော့ဖက်ကစားခြင်းသေးလားကန်လိုက်မှုရှိခဲ့ရင်ပေါ့နော်ဟိုရှိခဲ့တယ်ဆိုတာဟိုဖက်ကစားဖို့လည်း plan တော့ရှိရပေါ့အဲ့တော့လည်းပြင်ဆင်နေရပေါ့ဟိုချိန်ဆက်ထားတဲ့တင်နေရာလက်ရှိတော့ကျန်ခဲ့ဟိုကတော့ဒီကမ်ဘောဒီးယားဟာချိန်ထားတယ်ဒါပေမဲ့ကျွန်တော်လေဦးစင်ကန့်ဝင်ရတဲ့အတွက်ကြောင့်ဘလို့မှအဆင်မပြေဖြစ်ခဲ့လို့ cancel လုပ်လိုက်တာပေါ့ဟိုနောက်ရသည့်အတွက်တော့နည်းနည်းပြင်ဆင်နေရပေါ့ဒီ plan တော့စဉ်းစားထားတယ်ပေါ့နိုင်ငံထွက်တာပေါ့အကိုဆိုလဲဒါခဏအကြောင်းလေးပေါ့နော်ကျွန်တော်ကိုနဲ့ဒါကိုကလည်းအခုဂျိုးမားရဲ့မြန်မာနိုင်ငံမှာရှိတဲ့ပထမဦးဆုံးတော့ဒါ sponsor စာချုပ်ထုတ်ထားတဲ့ player ပေါ့နော်အခုဆိုလို့ရှိရင်ကိုရဲ့ဒီဂျိုးမားလည်းမြန်မာနိုင်ငံမှာတော်တော်လေးနာမည်ရလာတယ်ပေါ့နော်ဒါကို sponsor စာချုပ်ချုပ်ပြီးတဲ့အချိန်မှာလည်းပို့ပြီးတော့အောင်မြင်လာတယ်ပေါ့နော်အဲ့ဒီမှာမှကိုရဲ့ဒီဘာတွေဟိုအကြိုက်ဆုံးဖြစ်မလဲကိုအနေနဲ့ပေါ့နော်ဟိုလက်ရှိကတော့ဟိုက top play rebound တော့နည်းနည်းကြိုက်တယ်ပေါ့ကြိုက်ဆိုတာ तू ကလည်းတွေ့ရတာကြအခုတော့ခြေပြားကြည့်တယ်ပြီးတော့ဒီကိုဘောတော့ကိုပီဖို့ကတည်းကဖနက်တူစီးတာများတယ်လေဖနက်တူစီးတာများတယ်ဖနက်တူကပို့အဆင်ပြေတယ်ပေါ့ဖနောက်လည်းခုရာပါညာကြတော့ဒီဖနက်လည်းထူရဲ့ဖနက်လည်းထူတယ်ပြီးတော့ तू က rebound သားပါတာထူတာမဟုတ် rebound သားပါတော့နည်းနည်းဣတယ်ဗျာ
6ကို comfort face အဲ့ဒါကိုတဲ့မှာပြီးတော့လေ shooting power မှာသူဖက်မှာလည်း power ပါတော့အဲ့ကျတော့ကို top flip rebound ကြိုက်တာပေါ့အရင်တော့ဟို regame rebound ကြိုက်တယ် regame rebound ကကြတော့အခုမြန်မာပြည်တော်များကြိုက်ကြတယ်ဟောအရင်မထူတော့လေမြန်မာပြည်ဒီကစားတော်များကြိုက်ကြလက်ရှိကဟို top flip rebound ကြိုက်တယ် ပြောပေါ့နော်ဒီချိုးမရဲ့ကိုစီးရဲ့တစ်လျှောက်မှာပေါ့ top level rebound ပေါ့နော်ကိုကြိုက်ဆုံးပါအဲ့ဒါရေကောင်းကျိုးဆိုးကျိုးလေးတွေရောကိုဘာလေးတွေရှိမလဲ ကောင်းကျိုးကတော့ဖနက်ကအခုခုနပြောလို့ rebound သားပါတယ်ဖနက်ကဟိုခြေပြားကြီးတူအတွက်အဆင်ပြေတယ်ပြီးတော့ဖနက်မှာသူရဲ့ဟိုပါဘယ်လိုပြောမလဲကိုတို့ဒီ shooting ကန်တဲ့နေရာမှာ power line လေးတွေအဲ့လိုတွေထားပေးထားတဲ့အတွက် shooting ကန်မှာပို့ပြီးတော့ power ပြင်းစေတယ်ပေါ့အဲ့လိုအခုခိုင်းပြီးအဲ့လိုခံစားရတယ်ပေါ့ဆိုးကျိုးကတော့ဖနက်စည်းကြီးရဟောပြီးတော့ဖနက်ကလည်းကျိုးမတဲ့ဖနက်ကထိမ့်သိမ်းရတာနည်းနည်းခက်တယ်ဆိုတာဒီတိုင်းကန်ပြီးရတယ်ပြစ်ထားဖို့မလွယ်ဘူးလေဒါဒီဖနက် feeding mode မှာပြတ်သွားတာဆိုတော့ဟိုလေသာအဆင့်နဲ့လာတာဆိုတော့သိရတယ်ဟိုသူအကွဲကြောင်းလေးထားလာပြီးတော့တပြေးပြက်စီးသွားဟုတ်တယ်ပြောပါတော့အခုလက်ရှိဒီပုံစံနဲ့အတန်မွေးဝမ်းကြောင်းပြုတ်ခြင်းတဲ့လူငယ်တွေပေါ့နော်အခုအနေနဲ့ဘာတွေမှာကြားခြင်းသေးလဲကိုဖြစ်ချင်တယ်ဆိုရင်ဒီဇိုင်းမဲ့ဖြစ်အောင်လုပ်ဖြစ်အောင်ကြိုးစားဒါပေမဲ့ကြိုးစားတိုင်းနဲ့ကြိုးစားရတဲ့လူတိုင်းတော့ဟိုဖြစ်တာပဲဒါပေမဲ့ပထမဆုံးကြိုးစားနေတဲ့လူတိုင်းပထမဆုံးတွေးရမှာအခက်ခဲပဲအခက်ခဲကိုကြိုးရမှာအောင်မြင်မှာအဲ့ဒါပဲသတင်းဟိုလက်ဆောင်ပေးခြင်းပါပြောပါတော့ဒါအခုနောက်ဆုံးလေးပါဟုတ်ကဲ့ပါနောက်ဆုံးလည်းများဟုတ်ကိုပေါ့နော်ဒါကိုရဲ့အောင်မြင်သောအချိန်ရအောင်ဘယ်အချိန်ဖြစ်မလဲဒါကို player life မှာပေါ့နော်အောင်မြင်သောအချိန်ကနိုင်ငံထွက်ကနေအချိန်တွေပဲထင်ပါတယ်နိုင်ငံ2019လောက်ပေါ့နော်19လောက်ပေါ့အဲ့လိုထင်တာပဲခံယူတာပေါ့အမှန်တော့ဘယ်လိုပြောမလဲအောင်မြင်တယ်တော့မဆိုဘူးပေါ့တဲ့မလားတောက်လျှောက်ဟိုဒီနိုင်ငံတော့ကမှလည်းအောင်မြင်တာမို့လေစူပလာဒီနိုင်ငံအတွက်စူပလာတခုရတဲ့အချိန်တို့ကလပ်တင်းအတွက်နိုင်ငံတော်မှာစူရအချိန်တို့အဲ့လိုမျိုးရတော့အောင်မြင်ဆုံးချိန်ဖြစ်တာကိုကစားမဘွားတော့ဒီနိုင်ငံကမှာနိုင်ငံခြားမှာထွက်ကန်အချိန်ကတော့အောင်မြင်ဆုံးထင်တာပဲဟိုအခုအမိုင်ယူတင်းတယ်လေဟိုကျွန်တော်အင်ဒိုနီးရှားမှာတော့ဖလားနှစ်ခုပေါ့နော်အခုလိုရလာသေးရနော်ကိုရတာဟိုကဒီ AFF ASEAN Futsal Championship 3ချိန်တတိယ3ချိန်ရနော်ဟုတ်တယ်3ချိန်ရဟုတ်အတန်ရှင်းစုက2ချိန်ထင်တယ်တန်ရှင်းစု2ချိန်ဟုတ်တယ်တန်ရှင်းစုက2ချိန်နဲ့ကိုတို့ဒီသူကတတိယ3ချိန်တတိယစုက3ချိန်ဟုတ်တယ်အမိုင်ယူတင်းမှာပဲပေါ့နော်ဟိုဒါလက်ရှိတော်တော်လေးကြာနေပြီပေါ့နော်ဟိုဆော့တာတခြားတင်းတွေရောကန်လန့်တာတွေပါရောရှိခဲ့ဘူးလားဟိုလာကသားစေဖို့ရှိတယ်ဆိုတာဟိုကလည်းတိတ်ဖွင့်နေပြီးညင်းတာပေါ့ညင်းတာဆိုတော့ဟိုကလည်းအခုရွရဒီသင်းမှာပဲကန်မယ်ဒီသင်းမှာပဲကစားမပွားနားကျင်တယ်အဲ့လိုဆန္ဒလေးရှိတာပေါ့ရှိရဟုတ်အဲကြောင့်တော်တော်ညင်းမြစ်ခဲ့ပါတယ်ဒီနိုင်ငံထွက်ကန်တဲ့အချိန်ကလွယ်လို့ဟုတ်ဒီတင်းကဟိုကန်ခဲ့တာနေ့အများကြီးကြာတော့မိသားစုဖြစ်သွားတော့လုံးဝဟိုတခြားမိသားစုတစ်ခုမှထပ်ပြီးတော့မရှင်းတန်ကြတော့အဲ့လိုပုံစံဖြစ်သွားတာပေါ့ဟုတ်ကိုဆယ်ကိုကစားနေတယ်ဒါပေမဲ့ငါဖူးဆယ်လုံးကမကစားကျင်တော့ဘူးဆိုတဲ့အချိန်နဲ့ရှိခဲ့ဗျာရှိတယ်အဲ့ဒါတော့ဟိုပါပေါ့ပွဲရှုံးတဲ့ချိန်ပေါ့ဒီအဲ့လိုမှပေါ့နည်းနည်းဟိုပါဖြစ်တော့စိတ်အခုဘယ်လိုပြောအခုလိုမျိုးကျွန်တော်စီကိန်းသွားတဲ့အခုလိုမျိုးပေါ့အရင်စီကိန်းတော့သွားခဲ့ချင်ဟိုကာလာမွင်ခဲ့တဲ့ချိန်တိုင်းတဲ့မှာလုံးဝစိတ်ကုန်သွားတဲ့ပုံစံမျိုးဖြစ်တယ်အဝါဒါယူမကစားတော့ကွာဟိုနိုင်ငံတော်မလုပ်ပဲရှက်တာပေါ့အဲ့လိုပုံစံမျိုးပေါ့အဲ့လိုမျိုးဖြစ်ဘူးပါမဲကိုလောက်တာဆိုတော့ကိုကအတိဆုံးပေါ့နော်ကိုဘယ်လောက်ထိကြိုးစားလဲဆိုတာကိုလူငယ်တွေကိုဒီလမ်းကြောင်းမမှားစေအောင်လို့ပေါ့နော်ကိုနည်းနည်းလေးဆုံးမတကားလေးပြပြပေးပါအဒီကဥတွေးနေရတဲ့ဟိုလူငယ်တွေပေါ့နည်းနည်းသူတို့ကဘယ်လိုဖြစ်လဲတော့ဟိုဒီအာသာနီးကိုပေါ်ပင်ဖြစ်ချင်တာလားအောင်မြင်ချင်တာလားအဲ့လားကွဲပြောင်းရေးတီးဖို့လို့လေဟုတ်အဲ့မျိုးဟိုဒီအောင်မြင်မှနောက်ကဒီယာကြီးကိုကရေချင်းရှိမှအောင်မြင်မှနောက်ကလိုက်လာမယ်ဟာတွေအများကြီးနောက်ကလိုက်လာမယ်ဟာတော့မှတ်ပြီးတော့ဒါကြီးကိုဟိုဖြစ်နေပေါ့ဒီအားသားနေဝင်စားနေပေါ့ဒါကိုဖြစ်စေချင်တယ်ဘရိုဂျင်ဖြစ်စေရင်အောင်မြင်ချင်တယ်လေဝင်းချင်းဖြစ်စေချင်တယ်လေဝင်းချင်းဖြစ်ချင်တယ်အဲ့လိုစိတ်နဲ့ဇာတ်ရွက်မှကြိုးစားအောင်မြင်မှုနောက်မှာလိုက်လာမယ်ဟာတွေအများကြီးပေါ့တို့လိုချင်တဲ့ကိစ္စတွေကပေါ့ဟိုဖြစ်ချင်တဲ့ကိစ္စတွေပေါ့ဒီတိုင်းအောင်မြင်ပြီးမှဖြစ်လာမယ့်အကျိုးရလဒ်တွေကိုမှန်ပြီးတော့ဒါကြီးကိုလုံဒီအားသားကြီးကိုလုံနေတော့အဲ့လိုမအောင်မြင်ဟိုရင်းရှင်းကစားမတယ်မဖြစ်ဘူးပေါ့အဲ့လိုအကြံပေးတယ်ဟုတ်ပြီးတော့ပေါ့နော်ဒါလူငယ်တွေကိုလည်းကိုကောင်းကျိုးဆိုးကျိုးလေးလည်းကိုရဲ့နဲ့တွေ့ကြုံရတဲ့ဟာလေးလည်း sharing လည်းလုပ်ပေးရအောင်နော်ဟုတ်ဒီနေ့ကတော့ကျွန်တော်ဒီလောက်နဲ့ပဲဖြတ်ပြီးတော့ကိုတကယ်လို့ကျွန်တော်မေးချင်တာလည်းရှိရင်ကျွန်တော်မေးလို့လည်းရတယ်ဒါကျွန်တော်ဆိုလည်းဒါအပျော်တမ်းပေါ့နော်ပျော်တမ်းကစားသမားတွေကိုတို့အားရမ်းလည်းအားကြတယ်ဘာလို့လုံလဲလုံနိုင်ကြတယ်ကျွန်တော်ဆိုလည်းဒါဘောလုံးသမား
ဖြစ်လဲဖြစ်ချင်တယ်ပေါ့နော်ဒါပေမဲ့လမ်းကြောင်းလေးလွဲသွားခဲ့ပြီးတော့ ပြောပါ ဒီမျိုးလေးဖြစ်သွားခဲ့ပေါ့နော်ပျော်တမ်းပဲဖြစ်သွားခဲ့တယ်အဲ့လိုမျိုးဒါပေမဲ့အကိုတို့ကိုလည်းအားကြတယ်အခုကလေးတွေကိုလည်းဖြစ်စေချင်တယ်ပေါ့နော်ဖြစ်စေချင်တယ်ထပ်ပြီးတော့လည်းကြိုးစားဖို့လည်းဒါကျွန်တော်လည်းထပ်ပြီးတော့ပြောချင်တာပေါ့နော်သူတို့ရေလိုအပ်လို့ရှိရင်အနောက်ကထောက်ပံ့ပေးမဲ့တူရအကိုတို့ဆိုလည်းအနောက်ကနေထောက်ပံ့ပေးနေရပဲလေလိုအပ်တာမှန်သမျှလေးပေါ့နော်ဒါဟိုကိုအနေနဲ့ကျွန်တော်ဒီဗာလေးမေးချင်သေးလဲပေါ့ နေနေတာဘယ်နဲ့ discount နဲ့ဘယ်တော့ကြာ အဲ့ဒါတော့မတည်သေးဘူး ရုပ်နဲ့ပြုတ်တယ်မှာဆိုတာဟိုတချို့ဒီမာပီယာကစားသမားတွေကလိုချင်တဲ့ဖက်တွေကဟိုဒီနောက်ဆုံးကိုကအားပြုတ်ပြီးဝယ်ရတာဒီထိုင်းကိုဝယ်အားပြုတ်ပြီးဝယ်ရတာလေ ဟုတ်ကဲ့ အဲကြောင့်ထိုင်းမုတ်ဝင်တဲ့ဖက်ကိုပဲဝယ်ရတာဟိုအူညီတို့ဆိုင်တွေအဲ့လိုတွေပေါ်လာတော့ကိုလိုချင်တဲ့ဒီဇိုင်းတွေကိုတင်မလားထွက်တဲ့ဟာကိုနောက်ဆုံးရှာပေးတယ်ဟောရှာပြီးဝယ်ပြီးနောက်ဆုံးရှာပြီးဝယ်ပေးတယ်ညီတို့မှရှိတဲ့ဟာမျိုးလေးတွေကိုရောင်းချပေးတယ်ကိုကကျေးဇူးတင်ပါတယ်အခုတော့တချို့ဟိုဒီအခုတော့မှဂျုံမနဲ့ဆိုတာချုပ်ဝင်မယ်ထိုင်းကိုဝင်တဲ့ဟာပဲရတာလေတချို့ဟာကျရင်ညီတို့ရှိရတော့ဟိုမှာသေးတာဟိုအဲကြောင့်ညီငယ်လေးလည်းပြောချင်ပါတယ်ဒီဖူဆယ်ဖနက်တွေလိုချင်တဲ့ဒီဆိုင်မှာညီတို့ဆိုင်မှာဒီပါစီဆိုတဲ့ဆိုင်မှာဟောရောလာရောအားပေးလို့ရပါတယ်လို့ပြောချင် ဟုတ်ကဲ့ပေါ့ကျေးဇူးများတင်ပါတယ်အခုလိုမျိုးမိတော့လေဟုတ်အဲဆိုလို့ရှိရင်ကိုဒီနေ့တော့လောက်ပါပဲကိုလည်းအချိန်ပေးပြီးလာရောက်ပြီလို့ကျွန်တော်ဒီပတ်စီကနေကျေးဇူးအများကြီးတင်ပါတယ်ကို ကျေးဇူးတင်ပါတယ်ကိုလည်းအခုလိုဖိတ်ကြားပြီးပြောချင်တာတွေပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ညီတို့ ကဲပါဟုတ်